အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာကျွန်တော်ပြီးခဲ့တဲ့ January 6 ရက်နေ့ကသွားခဲ့တဲ့ Fairyland ဆိုတဲ့ကျွန်တော်တို့ချင်းရှူတော်ကြီးအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ် Fairyland ဆိုတာကတော့ကျွန်တော်တို့ကလောကနေနိုင်ဝက်လောက်သွားရတဲ့အကွာအဝေးမှာရှိတဲ့ကျွန်တော်တို့ချင်းရှူတော်ကြီးထဲမှာလောက်ထားတဲ့ campsite လေးဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ Fairyland ကိုရောက်ပါပြီကျွန်တော်တို့နေရမယ့်နေရာကိုလည်းယူပြီးပါပြီဒါ Fairyland ရဲ့တောင်ကုန်းလေးပေါ့နော်ဒီ Fairyland ရဲ့တောင်ကုန်းလေးဖြစ်ပါတယ်ဒီတောင်ကုန်းပေါ်ကိုကျွန်တော်တို့ခုနကတော့ငါ private surf ကားနဲ့အပေါ်တက်လာတာဖြစ်ပါတယ်လမ်းနည်းနည်းကျမ်းပါတယ်ကိုပိုင်ကားနဲ့တက်ခွင့်မရှိပါဘူးအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီနေ့ညနေရမယ့်နေရာလေးပေါ့နော်ဒီနေ့ညနေရမယ့်တန့်လေးပေါ့ကျွန်တော်ဒီဟာမျိုးတန့်လေးတွေအများကြီးဒီမှာဒီလိုမျိုးရှိပြီးတော့ဒီလိုမျိုးနေကြရမှာပေါ့နော်အဲ့လိုနေရတဲ့အရာတာကိုကျွန်တော်ခံစားကြတာပေါ့အဲ့တော့ကျွန်တော်တို့အခုပေါ့နော်ကျွန်တော်တို့ဒီ Fairyland မှာလက်ရှိတဲတဲ့ကျွန်တော်တို့ရဲ့တက်နံပါတ်ကတော့ E23 ပါအဲ့ဒီတက်နံပါတ်ကတော့ကျွန်တော်တို့အောက်နည်းနည်းကျတဲ့နေရာနားမှာရှိတယ်ပေါ့နော်ဟိုဒါကျွန်တော်တို့ရဲ့တဲမဲ့တန့်ရှိတဲ့ဘက်ဒါကကျွန်တော်တို့အခုအပေါ်ကိုဆက်တက်ရမှာပေါ့နော်ဒီဟာကကြတော့ဒီ Fairyland မှာကိုပဲနောက်တစ်ထပ်ထပ်ပြီးတော့မြင့်တဲ့နေရာပေါ့နော်နောက်ထပ်မြင့်တဲ့ဒီကျွန်တော်တို့ထပ်ပြီးတော့မြင့်တဲ့အဆင့်ကိုထပ်တက်ပြီးတော့တဲလို့ရသေးတယ်ဒါပေမဲ့အဲ့လိုတဲမယ်ဆိုလို့ရှိရင်ဒီခုံးတက်ကိုအမြဲတမ်းအတက်အဆင်းလုပ်နေရမယ်ဒါဖြစ်လို့လဲဆိုတော့အိမ်သာကဟိုမှာဖြစ်နေတာဆိုတော့အိမ်သာသွားဖို့အတွက်ဆိုလို့ရှိရင်ဒီခုံးတက်ကိုခဏအတက်အဆင်းလုပ်ရမယ်ပြီးရင်အစားအသောက်တွေပါတွေကျွေးတဲ့ဟိုဟာဖြစ်တဲ့နေရာစားရတဲ့နေရာကျွန်တော်မီးပုံပွဲတွေ unplug တွေရှိတဲ့နေရာတွေကလည်းခုနအောက်ဖက်မှာပဲရှိတာဆိုတော့ဟိုးမှာဆိုတော့ဒီကခုနကျွန်တော်တို့မီးပုံပွဲတွေ unplug တွေရှိတဲ့နေရာနော်အခုကျွန်တော်တက်လာတဲ့ဂုံးလေးကဒီမှာဆိုတော့ဂုံးတက်ဂုံးစိမ်းအမြဲလုံနေရမယ့်သဘောဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီအပေါ်ထက်ကိုရွေးဖို့အစင်မပြေလို့ကျွန်တော်မရွေးခဲ့တာပေါ့နော်အဲ့တော့အခုတော့ကျွန်တော်ဒီအပေါ်မှာရှူကင်းပို့ပြီးတော့ကောင်းတဲ့အတွက်ဓာတ်ပုံရိုက်ဖို့အတွက်ကိုထပ်ပြီးတော့တက်နေတာဖြစ်ပါတယ်ဒါပေမဲ့ညအိတ်လို့ရှိရင်တော့ခုနကနေရာကိုပြန်ပြီးတော့ဆင်းပြီးတော့အိတ်ရမှာဖြစ်ပါတယ်နော်ဆိုတော့ဒါက Fairyland ရဲ့အမြင့်ဆုံးနေရာပေါ့နော်အမြင့်ဆုံးအဆင့်ပေါ့ဒီအမြင့်ဆုံးအဆင့်မှာပို့ပြီးတော့ရှုကင်းကောင်းတယ်နော်ဆိုတော့ဒီမှာသွားကြည့်အောင်ရှုခင်းလေးကိုပြမယ်
အဲ့တော့ဒီမှာပါဒါကျွန်တော်တို့အပေါ်ဆုံးအဆင့်ကနေပြီးတော့မြင်ရတဲ့ view ဖြစ်ပါတယ်နော်အပေါ်ဆုံးအဆင့်ကနေမြင်ရတဲ့ view ဖြစ်ပါတယ်ဒီဟာလေးတွေကတော့ကျွန်တော်တို့အခုအပေါ်ဆုံးအဆင့်မှာယူထားကြတဲ့လူတွေရဲ့ကျွန်တော်တက်လေးတွေဖြစ်ပါတယ်နော်ဆိုတော့ရရှုကင်းကတော့အရန်ရှုကင်းကတော့အရန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ခုနတုန်းကကြည့်လိုက်တော့အပေါ်မှာအိမ်သာမရှိဘူးလို့ထင်ခဲ့တာဒီမှာလဲကျွန်တော်အိမ်သာရှိတယ်ဟိုမှာဆိုတော့ဒီမှာအိမ်သာရှိတယ်ဆိုတော့ဒီမှာတဲလဲအိမ်သာနဲ့နီးတယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ကျွန်တော်အရင်တုန်းကမသိခဲ့လို့ပေါ့နော်မသိခဲ့တော့ခုနကလို့ဒီအောက်မှာဒီကျွန်တော် unplug နဲ့နီးရဲ့နေရာအိမ်သာနဲ့နီးရဲ့နေရာဆိုပြီးတော့ကျွန်တော်တို့အောက်ဖက်အချမ်းကိုပဲရွေးလိုက်တာဖြစ်ပါတယ်နော်ရွေးလိုက်မိတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါအပေါ်ကနေပြီးတော့ခုနကျွန်တော်တက်လာခဲ့တဲ့လမ်းကိုပြန်ရိုက်ပြတာဖြစ်ပါတယ်ဒါကျွန်တော်တက်လာခဲ့တဲ့လမ်းမှာဟိုးမှာ unplug လုပ်တဲ့နေရာပါအဲ့မှာမီးပုံပွဲတွေရှိတယ်နော် unplug တွေရှိတယ်ဒီနေ့ကဘာထူးကြလဲဆိုရင်ဒီနေ့မှာဒေသရှင်အရင်စမမြင်ရောက်နေပါတယ်ဆိုတော့ရောက်နေတော့အဲ့ဒီ unplug ကဒီနေ့ညမှာထူးကြပါလိမ့်မယ်ထူးကြမယ်ထင်ပါတယ်ပေါ့နော်သူတချင်းဆိုပေးမလားပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ဒီမှာအမြဲတမ်းဒီမှာရှိတဲ့အိမ်လေးတွေကလူအပြည့်ပဲနော်ပွဲတော်ချိန်ဖြစ်ချင်းမဖြစ်ချင်းပေါ်မှာတိတ်မမူတည်ဘူးဟိုလူများတဲ့ယာဒီဟုတ်တာမဟုတ်တာမှတိတ်ပြီးတော့မူမတည်ဘူးဒီအိမ်လေးတွေကအမြဲတမ်းပြည့်တယ်ဆိုတော့အနည်းဆုံးတစ်ပတ်နှစ်ပတ်လောက်ကြိုပြီးတော့ booking လုံးမှရမယ့်သဘောမှာရှိပါတယ်နော်ဒီမှာဟိုးမှာပြိုက်တောင်နော်ဟိုးမှာပြိုက်တောင်မြင်နေရတယ်ဒီကပြိုက်တောင်ထင်တယ်ဒီကကျွန်တော်ပြိုက်တောင်ထင်တယ်နော်ဆိုရှုခင်းကအဲ့လိုမျိုးအရန်မိုက်ပါတယ်ဒီအပေါ်ကမြင်ရတဲ့ရှုခင်းကအဲ့လိုမျိုးအရန်မိုက်ပါတယ်ဆိုတော့ဒီပေါ့နော်ဒီ Fairyland campsite လေးရဲ့အကြောင်းကတော့ဒီကျွန်တော်တို့ YouTube ဒီပေါ်မှာဒီ vlogger တွေတော်တော်များများရိုက်ပြပြီးသားဖြစ်တာမို့လို့တိတ်အများကြီးတော့မပြောတော့ဘူးပေါ့နော်ကျွန်တော်ကဒါတောင်ကြီးအင်းလေးကလော trip video လေးမို့လို့ဒီ Fairyland နဲ့ပတ်သက်တဲ့အကြောင်းကြီးအများကြီးထပ်မပြောတော့ဘူးဒီကျွန်တော်ထက်အများကြီး professional ကြတဲ့ဒီ vlogger တွေရိုက်ပြီးတော့တင်ထားတဲ့ဒီ YouTube တွေမှာကြည့်လို့ရတယ်နော်ဆိုတော့ဒီလမ်းလေးပေါ့နော်ဒီလမ်းလေးကတော့ကျွန်တော်ခုနကပြောခဲ့သလိုအောက်ကနေပြီးတော့အပေါ်ကိုတက်လာတဲ့လမ်းဖြစ်ပါတယ်လမ်းအရန်ကျန်းပါတယ်เนาะကျွန်တော်ရဲ့ပြီးခဲ့တဲ့မိနစ်ပိုင်းလောက်ကတွေးလိုက်ရမှာဖြစ်တဲ့ဒီကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုမှာကျွန်တော်တို့ကားဘယ်လိုတက်လာလဲဆိုတာကိုကြည့်လို့ရှိရင်သိမှာဖြစ်ပါတယ်เนาะအရန်လမ်းကျန်းတယ်အဆင်မပြေဘူးเนาะအဲ့တော့ကိုပိုင်ကားတွေလုံးဝတက်ခွင့်မရှိပါဘူးเนาะဆိုတော့ဒီလမ်းလေးကနေတက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလမ်းလေးရဲ့ဒီညာဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသားကင်ပေါ့နော်ဒီမှာကိုစောအကင်ဆိုင်ဆိုတဲ့ဆိုင်လေးရှိပါမယ်အဲ့ဒါကဒီနေ့တိုင်းရှိပါတယ်နော်ဆိုတော့ဒီကနေလာရင်ဟိုမှာ unplug
အတွက်ကိုကျွန်တော်ဝိုင်းနေရှိတယ်ပြီးအဲ့ဒါလေးကဘားပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့ဘားပါဒါညဘက်ကိုဒီမှာဘားထိုင်လို့ရပါတယ်ပြီး unplug လည်းရှိပါတယ်နော်ပြီးသွားရင်ဒီဘက်မှာကျွန်တော်တို့ဒါလမ်းအဆုံးပေါ့နော်ဒီအပေါ်တက်လာတဲ့လမ်းရဲ့အဆုံးပါနော်လမ်းလေးရဲ့ကျွန်တော်တို့ဘယ်ဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်တို့ဒီနေကြခင်းလေးနေကြခင်းမဟုတ်ပါဘူး sorry ဒီပန်းခင်းလေးတစ်ခုရှိမှာဖြစ်ပြီးတော့ ferry land လို့ခေါ်ထားတဲ့အတွက်ဒီလမ်းရဲ့တစ်ဖက်တစ်ချက်စီမှာကျွန်တော်တို့ဒီလိုမျိုး ferry ရုပ်ကလေးတွေနော်ရှိပါတယ်နော်ဒီနေရာကိုဒီလိုမျိုးလာပြီးတော့အပန်းဖြေတဲ့ staycation လာနေတဲ့ဒီလိုမျိုးကျွန်တော်တဲလေးတွေထဲမှာလာနေတယ်ဆိုတော့ vibe ကတော်တော်လေးကိုမိုက်ပါတယ်ဈေးတော့တိတ်ပြီးတော့မတက်တာပါဘူးအဲ့ဒီညအိတ်တဲတစ်လုံးကိုညတစ်ညကို9000ပေးရမယ်နော် check in time 2နာရီပါဒီမှာကျွန်တော်တို့ဒီ ferry campsite outdoor adventure ဆိုပြီးတော့ဆိုင်းပုတ်လေးရှိတယ်နော်ဒါလေးကကျွန်တော်တို့မီးပုံပွဲလုံးမှာရှိမယ်ဒီကကျွန်တော် private car ပေါ့နော်ဒီကျွန်တော် private car ဆင်းလာတာကိုပြတာပါဒါအစင်းကားပါနော်ဒီကအစင်းကားအဲ့ဒီကားနဲ့ပဲကျွန်တော်တို့အပေါ်ပြန်တက်လို့ရတယ်အပေါ်ပြန်တက်ရတာပေါ့နော်အဲ့လိုမျိုးကား2စီးလောက်မသိတွေ့လမ်းကအရန်ကြမ်းတယ်ကဲကျွန်တော်တို့ဒီ ferry land ရဲ့ဘားနဲ့ညစာပွဲဝိုင်းလေးတွေပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ယူထားတဲ့ဒီစပွဲနံပါတ်က73ဖြစ်ပါတယ်အခုစပြီးတရောစထိုးနေပြီပေါ့နော်အခုဒီမှာတရောလေးထိုးနေပြီတရောစထိုးနေတာပါဒီဘက်ကဒီကတော့ကျွန်တော်ဘားကောင်တာဖြစ်ပါတယ်เนาะဘားကောင်တာလေးရှိရယ်ပြီးသွားရင်ဒါကတော့ကျွန်တော်တို့ယူထားတဲ့ဝိုင်းပါကျွန်တော်အမျိုးသမီးနဲ့ခေမနဲ့ပေါ့နော်ဝိုင်းနံပါတ်73ရထားပါတယ်ပြီးသွားရင်ကျွန်တော်တို့ကအခုဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အကင်ဆိုင်လေးရှိပါတယ်
ဒီအကင်ဆိုင်လေးပါအကင်ဆိုင်ပေါ့နော်ဒီမှာအကင်တွေသွားမှာနေကြတဲ့လူတွေကိုတွေ့ရမှာဖြစ်ပြီးတော့ဒါကတော့သူ့ရဲ့အကင်ဆိုင်ဆိုင်းပုတ်လေးပေါ့နော်ကိုစောအကင်ဆိုင်နော်ကိုစောအကင်ဆိုင်နဲ့ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီ ferry land ကညဘက်ဆိုလို့ရှိရင်ဒီညအိတ်တဲ့အိမ်လေးတွေနားမှာဒီလိုမျိုးမီးစလိုက်ကြီးတွေထွန်းပေးထားတာဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့အခုဒီမှာစားမယ်တောက်မယ်တရောထိုးတာကိုနားထောင်မယ် relax လုပ်မယ် chill လုပ်မယ်နော်တောက်လျှောက်အဆက်ပင်ပန်းလာခဲ့တဲ့ဒီလုပ်ငန်းခွင်မှာပင်ပန်းလာခဲ့တဲ့ stress တွေကိုလျှော့ချမယ်တကယ်ကတော့ဒီကျွန်တော်တို့ကလောတောင်ကြီးအင်းလေးကိုတွားတယ်ဆိုတဲ့ဟာမှာတကယ်အဓိက main activity ကဒီ ferry land ကိုလာခြင်းလို့ဆိုတာဘယ်ပြောချင်တာဒီ ferry land ကိုလာခြင်းလို့ဒီခရီးကိုလာတာလို့တောင်ပြောလို့ရတယ်But you were silent, lady. Cause I love me, say, tell me that so you beat her, babe. Quit look now, she not tell me I'm yours. Thank you.ရင်ခွဲပြီးငိုရလဲရှိပါစေကယူမစားခဲ့လေခံစားလို့မရနဲ့စိတ်ချမ်းမြေတဲ့ဆိုရင်ပြီးတာပဲခွဲလို့နားလေချီတဲ့ချင်းချောင်းတရားများစွာနေစီမှာShe not change out the young one, Missy Ma. Don't taste your wala. Don't let it dance to talk about it. Nhà ba mẹ mà biết ta cho để lưu đi ăn chơi dân đi mà biết ta ba mẹ lưu mà đi ăn đó làm chuyện gì ba mẹ mà blue ngả lên lại thế à đi cả đi lâu ba biết quê dân đi mà biết ta ba mẹ niềm bi ghé đó làm nhà and young the tea I want it so that I won't be my
ဆောင်တွေ့တာနေမှာပါဝရှိလို့ငါတို့တွေဆောင်ခဲ့တာဒီကိစ္စငါတို့ဝင်ခဲ့ရတာမချလို့မဟုတ်တာဝရှိလို့ဆောင်တွေ့တာနေမှာပါမချမိတော့အောင်ထိန်နေတဲ့ချာကဒီခေါင်းသားများစီပေါင်းပြီးတာနာရဲ့အဖြစ်တွေပါတွေ့ပြီလားဆိုတော့ဆိုရင်လိုက်ဆိုခိုင်းပါကြောက်လို့လားဖြည်းဖြည်းဆိုနေပါလို့မင်းသမီးဆိုမလားမလန်းဘူးလို့ငါလေးလိုက်တဲ့အတင်းကတိလို့ပါပဲကွယ်ရင်ထဲမှာပဲထားပါမယ်လူမသိအောင်တော့လမ်းဖြစ်နေပါတယ်တတိယတိုင်းလွန်နေဆိုတာကိုမင်းမသိပဲနဲ့ရှင်နေတာငါဖြစ်ပါပဲရှိလို့ဆုံးတွေ့တာနေမှာပါဝရှိလို့ငါတို့မဆောင်ခဲ့တာတကယ်ဆိုငါတို့ဝင်ခဲ့ရတာဝရှိလို့ဆုံးတွေ့တာနေမှာပါမချွမိတော့အောင်ထိနေတဲ့ချာကဒီခေါ်တော့များစီလို့ပြီးတာတွေ့ပြီလားရှိလို့ဆုံးတွေ့တာနေမှာပါဝရှိလို့ငါတို့ရဆုံးခဲ့တာတကယ်ဆိုငါတို့ဝေခဲ့ရတာအချစ်လို့မဟုတ်တာဝရှိလို့ဆုံးတွေ့တာနေမှာပါမချစ်မိတော့အောင်ထိန်နေတဲ့ချာကဒီခေါင်းသားများစီပါမိတာငါရဲ့အဖြစ်တွေပါတွေ့ပြီလားမနက်6နာရီနဲ့20ပေါ့နော်မနက်6နာရီနဲ့20ရှိပါပြီဆိုတော့ဒါမနက်ပိုင်းမှာမြင်ရတဲ့ပုံစံပေါ့နော်ဒါကျွန်တော်တို့ညတုန်းကထိုင်ခဲ့တဲ့ campground ပေါ့ဒီ campground မှာကျွန်တော်တို့မီးပုံပွဲတွေတချင်းတွေဆိုဒါတွေကိုကျွန်တော်တို့နားထောင်ခဲ့တယ်အရင်းစမှာမြင်လာပြီးတော့ဖျော်ဖြေသွားတယ်ပေါ့နော်အခု breakfast ကဟိုမှာပြင်နေတာဖြစ်ပါတယ်ကျွန်တော် breakfast ကိုဟိုမှာစားရမှာဖြစ်ပါတယ်ဒီကကျွန်တော် breakfast စားမယ့်နေရာလေးပါဒီဒါက breakfast စားဖို့အတွက်ကိုခုံလေးတွေပြင်နေကြတာကျွန်တော်တို့ဒီ Fairyland ဆိုတာတော့ကျွန်တော်တို့ဒီတကယ်တော့ကျွန်တော်တို့ဒီထင်းရှူတော့ကြီးပေါ့နော်ထင်းရှူတော့အကြီးထဲမှာလောက်ထားတဲ့ဒီလိုမျိုးတဘာဝ campground လေးပေါ့နော်ဒီလိုမျိုးမိဘုံပွဲတွေရှိတဲ့တဲအိမ်လေးတွေထိုးပြီးတော့အိတ်ကြတဲ့ vibe ကိုကျွန်တော်ပေးတာပေါ့နော်ဒီကျွန်တော် Fairyland ကကျွန်တော်တို့ဒီမြို့ထဲကနေလာမယ်ဆိုရင်နိုင်ဝက်လောက်တော့ကားမောင်းရမယ်နော်နိုင်ဝက်ဝန်းကျင်တော့ကားမောင်းရမယ်ပေါ့နော်ကားမောင်းပြီးရင်အပေါ်တက်လာရမှာပေါ့ကဲအဲ့တော့ဒီမှာဒီကအပေါ်ဘက်ရောက်တဲ့ zone ပေါ့နော်ကျွန်တော် summit zone S zone ဒီကနေကြည့်လို့ရှိရင်ဒီလိုမျိုးတိတ်နေကိုအပေါ်စီးကနေမြင်ရတယ်ဒါပေမဲ့ဒီတစ်ခေါက်ကပုံမှန်မြင်ရတဲ့လောက်တိတ်နေအများကြီးမရှိဘူးလို့ပြောတာပေါ့နော်ဒီလိုမျိုးပေါ့အမှန်ဆိုလို့ရှိရင်ဒီမှာဖြူဖွေးနေရမှာပေါ့နော်ဒီလိုတောင်ကုန်းတွေတောင်မှမြင်နေရစရာအကြောင်းမရှိဘူးကျွန်တော်တို့ဒီမှာဒါကိုတိမ်ပင်လေလို့ပြောကြတာနော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်မဆက်သွယ်ရေးတာဝါတိုင်းတွေရဲ့အပေါ်ဘက်တောင်ရောက်တယ်နော်ဒီမှာတာဝါတိုင်းတွေ
ဟိုမှာကားလမ်းကိုမြင်နေရတယ်ဒီမှာကားလမ်းကိုမြင်နေရတယ်breakfast စားဖို့ထိုင်နေပါပြီနောက်15မိနစ်လောက်နေရင်အောက်ကိုပြန်ဆင်းมาတော့မယ်ဒီမှာကျွန်တော်တို့မြင်းစီးလို့လည်းရတယ်သိလားမြင်းစီးလို့လည်းရတယ်ကျွန်တော်ဒီမှာတရားနေ zoom ဆွဲပြီးတော့ပြအိုးမှာမြင်းစီးလို့ရှိရင်ဘလောက်ဆိုပြီးဒီမှာရေးထားမကြည့်မြင်းစီးခရီးတူဆိုရင်ဒီလောက်ခရီးရှည်ဆိုရင်ဒီလောက်ဆိုပြီးတော့မြင်းစီးတဲ့ဟာပေါ့နော်မြင်းစီးလို့ရတယ်မြင်းကအဖြူရောင်လားမသိဘူးမြင်းဖြူတစ်ကောင်လားမသိဘူးမနေ့ညတော့တွေ့လိုက်တယ်မြင်းဖြူလေးရမ်းလိမ်မာတာပဲမြင်းဖြူလေးမကြည့်ဘူးခုနအနောက်ကမြင်းဖြူကိုပဲလှည့်ပတ်ပြီးတော့ဗီဒီယိုရိုက်နေတော့အနောက်ကမြင်းအညိုကြီးတွေကသူ့ကိုမရိုက်လို့ဆိုပြီးတော့ဟူးဆိုပြီးတော့လှုပ်တယ်လှုပ်တော့သူတို့ကိုလည်းရိုက်ပေးပါမယ်ဟောချမ်းလို့ထင်တယ်သူတို့ကျွန်တော်ဒါကတော့ကျွန်တော်တို့ညတုန်းကအကင်နေပေါ့နော်ကိုစောအကင်ဆိုင်ဒါအကင်မီးဖို့ဖြစ်ပါတယ်ပြီးရင်ဒါကကင်ပြီးသားအကင်တွေကိုဒီမှာမှားရတယ်အကင်ကောင်တာပေါ့နော်ကျွန်တော်အမျိုးသမီးနဲ့ခေမနဲ့ကဟိုးမှာစားနေတာဟိုးမှာထင်းရှူတော်ကြီးပေါ့ဒါကြီးကထင်းရှူတော်ကြီးထဲမှာလောက်ထားတာ Fairyland လို့ခေါ်ပါတယ်လူရည်ဒီတော့ပိတ်နေတယ်စနေရပိတ်တာဒီကောင်ဖွင့်တာဘယ်နှစ်ကြာလဲ3နှစ်ဟုတ်3နှစ်ရှိတယ်ဟော3နှစ်လေဟုတ်ရင်3နှစ်အဲ့ဒီ
idea တော်မိုက်နော်ဒီ tissue တော်ကြီးကိုဒီလိုလုပ်လိုက်တာ မရဲ့သွားစားတယ်တော့မမစားတယ်အဲ့ဒါကိုအချင်းရတာညရင်တော့လေဟိုမဖြစ်ဘူးဒီမရဲ့10နိုင်တော့မှဆိုရင်ဆိုပြီးရေးတယ်ပြီးတော့မှရေးလို့မရဘူးကဲဒါကျွန်တော်တောင်ပေါ်ကဆင်းလာတဲ့ကားနဲ့ဟိုတယ်ပြန်မဲ့ကားနဲ့ကစကုတ်တော့တိုက်ဆိုင်ပြီးတော့ဒီမှာတွေ့တာဖြစ်ပါတယ် ဒီကြရဲ့မျိုး ကဲဒါကျွန်တော်တို့ ferry land ကနေပြီးတော့ပြန်လာပါပြီကျွန်တော်တို့9ရက်နေ့မနက်9နာရီဝန်းကျင်လောက်ပေါ့နော်ကျွန်တော်တို့ကလောတိုးဂိတ်ကိုဖြတ်နေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ ferry land ဗီဒီယိုလေးရာဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါတယ်ဆိုတော့ဒီနေရာအထိ like ပါကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်